ခေါင်းတော့မှပတ်စံနေပဲထည့်ထားတယ်အုံနောက်တွေထုတ်ပြီးတော့ အမေ အဲ့ဆိုအမေနဲ့တူတာပေါ့အမေနဲ့တိတ်တယ် ငွေသိန်းသမီးပဲဒီလောက်တော့ရှိမှာ မငွေတိတ်သမီးဆိုတော့ဘယ်နဲ့မဲ့ပေးလဲ မငွေရှာပေါ့ ငွေမဲ့မဲ့ရှာလေ ပတ်စံတော့တကယ်ရှာသူကနောက်ပိုင်းဆိုရင်ဥက္ကဋ္ဌသူလှုပ်ချင်တာသူ plan နဲ့တအားများတဲ့ခါကျတော့သူလှုပ်ချင်တာလှုပ်ခွင့်ရဖို့အတွက်ဆိုဥက္ကဋ္ဌဘာမှမရှိဘူးသမီးရှာလို့ရမယ်ကိုယ့်ကိုစုတာလှုပ်တော့ဥက္ကဋ္ဌတို့လည်းမလိုဘူးလေသူကဟိုရင်းနှီးမြုပ်နှံရများတဲ့ခါကျတော့သူမှသူသိနေတာသူဘာမှလည်းမရှိဘူး ပြီးခဲ့တဲ့နှစ်ထဲကဆိုရင်အလောက်တော့တစ်ဖက်ကရလာတစ်ဖက်တည်းထည့်လိုက်တယ်တစ်ဖက်ကရတစ်ဖက်တည်းထည့်လိုက်တယ်ဘယ်နာရောက်နေမှမသိဘူးပတ်စံနေအဲ့လို ပတ်စံတီကိုလည်းပဲကျန်တယ် စင်မောတော့မတက်ရဲဘူးအဲ့ရွှေကြိုး ကျုပ်ကြ စင် ပါဆို ရွှေကြိုးတော့နှခမ်းနေအဲ့လိုရိုက်မေးအဲ့လိုပြောတယ်အရန် ဒါ ကြောက် ကြ စ သူ င် ့အော ကြော က် က်တယ် တဲ့ကပေးစင်းနေဖို့လို့ဆိုတချင်းနဲ့တဘုံမှမဆိုဘူးအကလည်းမကောက်ဘူးစုချမယ်ဆိုရင်စင်မတက်ဒီလိုဖက်ဖက်လောက်ပြီးစင်ပြေပေါ့စုရင်ဒီယူရအောင်ယူရယူ ကျင်းပါတိတ်တာ သူကြီးရအော်တမာရီပွဲတော့လည်းတက်သွား အဘာလဲဘာမှမလုပ် for sure ပဲ သူကြီးရတော့ သမီးတော့တကယ်တာအမေကတော့မတူဘူးနော် ဟုတ်တယ်ခေါင်းကြီးကကင်းဆောင်တဲ့အလိမ့်နဲ့တူကြရှင်းတတ်ပြီလား ငါဘာလဲသူကြောက်တယ်ကြောက်တဲ့အဲ့လိုမျိုးလေးပေါ့ ဘော်ရတော့ပြောတာမတူဘာကြီးရတယ်ကြီးသူပြောတဲ့ပုံစံဥလည်းနဲ့မတူတော့ဟုတ်တယ်ခေါင်းကြီးကကင်းဆောင်တဲ့လူမျိုးတူတယ်ပြော ရှိရ ကိုတွေကသူနဲ့လိုက်လို့ဆိုတော့လန့်ကနည်းနည်းအတ္တကြီးတဲ့ထဲမှာပါတယ်ဟိုအတ္တကြီးဆိုဟိုလိုမျိုးပြောမှာကိုအနုပညာအတ္တကြီးတဲ့ထဲမှာပါတယ်ဥက္ကဋ္ဌကိုစိတ်ကြိုက်ပုံဖော်တယ်ဒီလိုက်တဲ့ character ဆိုလို့ရှိရင်လိုက်တဲ့ idea ကိုပဲခေါ်တယ်မလိုက်တဲ့ character ကိုဥက္ကဋ္ဌဇွတ်မရိုက်ဘူးလိုက်တဲ့သူကိုပဲပေးတယ်မင်းသားဆိုလဲမင်းသားနဲ့လိုက်တဲ့ဒီမင်းသားနဲ့လိုက်တဲ့ဆိုဒီမင်းသားနဲ့ပဲတုံးတယ်အဲ့လိုဇွတ်မလုပ် အခုကသမီးမျိုးဆောင်စကားကဖနကားမြောက်ပဲဖြစ်တယ် နှစ်ကား နှစ်ကားပေါ့ ရှေ့မှာစိုးပေဇလန်တွေလေးတစ်ခုရှိတယ် စိုးပေရိုက်ထားဖို့ပဲ ကြာပြီစိုးပေကကိုဘေ first week အပြီးမှာရိုက်တာပေါ့နော် ပြအတာကားတွေတော့ဆုံး ဟုတ်တယ်အဲ့ဒါကတော့3-4ကားလောက်ဆိုဒီကရုပ်ရှင်ကားကြီးမှာဒါပထမဆုံးအဲ့ဒါအဖြစ်နဲ့ပါဝင်ရတာပေါ့အဲ့ဒါလည်းဥက္ကဋ္ဌငှားတာမဟုတ်ဘူးဥက္ကဋ္ဌဒီ news ဆိုတဲ့ innocent ဖြစ်မဲ့ကောင်မလေး character ရှိရဆို producer တွေရဲ့ recommend နဲ့ခေါ်ပြတာဥက္ကဋ္ဌသမီးကိုရိုက်ပါလားလို့တားကိုရိုက်ပါလားလို့ဘယ်တော့မှမပြောဘူးဥက္ကဋ္ဌရဲ့စိတ်နဲ့ဆိုသူတို့နဲ့တစ်သလုံးစုံမှာမဟုတ်ဘူးမကြိုက်လို့မဟုတ်ဘူးလေဒါနဲ့ကိုသားသမီးလို့ခေါ်တယ်လို့ဖြစ်မှာဆိုတော့ဒီနေရာမှာလိုက်တဲ့သူတွေပေါ့ဥက္ကဋ္ဌဟိုချပြလိုက်တော့ဘယ်သူနဲ့ဆိုလိုက်တယ်ပေါ့နော်အဲ့ဒါဆိုရင်သူတို့ choice ပါပေါ့ဆိုတော့ဆိုတော့သူကကိုသားသမီးမဟုတ်လို့ရှိရင်တော့တက်တဲ့ကိုရွေးမိမှာပဲလေကိုသမီးဖြစ်နေတဲ့အခါကျတော့အဲ့နေရာကိုတက်တဲ့ကိုထည့်လိုက်ပါလားဒီနေရာကိုနေရဲကိုထည့်လိုက်ပါလားဥက္ကဋ္ဌအဲ့လိုပြောမှရမ်းရှက်တယ်အဲ့လိုဆိုသူတို့အတွက်လည်းမကောင်းဘူးသိခါကြတာလေဖေးဇွတ်တဲ့လို့ပါလဲဆိုတာကျတော့သူတို့လည်းမကောင်းဘူးကုမ္ပဏီကလူလားနဲ့ငှားဆိုသူတို့လည်းဂုံသိခါရှိရဲ့ တဲတို့ကတော့သဘောကျတယ်ဘာလို့ဆိုဟိုအဖေဟိုခင်းမေးထားတဲ့လမ်းကိုရှောက်တာထက်ကိုယ်တိုင်စူးစမ်းလို့ရလာရလဲကြတော့အဖေတို့အနေနဲ့ပိုခုံယူရတာပေါ့နော်ဟိုတာသမီးကဒီလိုရလက်ကိုသူ့ဟာနဲ့သူရှောက်လာလာဆိုတော့ပိုခုံယူရတာပေါ့အဲ့ဒါပို့ပြီး ဥက္ကဋ္ဌတော့လည်းဥက္ကဋ္ဌဘောကဥက္ကဋ္ဌကိုယ်တိုင်ပဲစူးစမ်းပြီးတိဆောက်ခဲ့ရတယ်ဘယ်သူမှမမိခိုခဲ့ဘူးသူတို့လည်းအဲ့လိုမျိုးအမိခိုကင်းစေချင်တယ် ဆိုးပိမှာတော့လည်းအဲ့လိုပဲဖေနဲ့ရိုက်ရတော့လဲဟိုအဲ့တော့ဆို series ဆိုပိုတောင်ကြာသေးရဲ့ series ဖြစ်နေရိုက်နေနေမှာကိုဗစ်ဖြစ်သွားတော့နားလိုက်ရတာနဲ့ပိုတောင်ကြာသွားသေးရဲ့ဆို3လလောက်ရိုက်လိုက်ရတယ်ဆိုတော့လေဟိုရိုက်ကူးနေတဲ့အချိန်မှာလည်းအဆင်ပြေပြီးတော့ဟိုအတာအဖေအဲ့ထက်မှာအတာလည်းပါတယ်နော်အတာပါတော့ဟိုကို့အဖေဆိုပြီးတော့ဟိုအတာအနေနဲ့လည်းမဖြစ်နေရိုက်ကွင်းပေါ်ရောက်တဲ့အချိန်မှာတော့ရိုက်ကွင်းပုံစံတိုင်းမဖြစ်သွားတာဆိုတော့မကြပါဖေနဲ့ကကြော်ညာပို့ဆုံးတာများခုနောက်ပိုင်းဆိုလို့ကြော်ညာလေးတွေတားလာတယ်ဆိုတော့လေကြော်ညာဆုံးတာများ ခုနကတက်ပြောခဲ့သလိုပဲပေါ့ဟိုသူတို့အဲ့လိုကျွန်တော်တခါလဲ interview ခုမှဖြေဘူးတဲ့နုညံသမားရဲ့တာသမီးကနုညံအလုပ်လုပ်ရင်သူတို့သူများကြီးလွယ်ကူတယ်လို့ထင်တယ်သူတို့ပိုခက်ခဲတယ်ဘာလို့သူတို့ရှေ့မှာစံတုံးရှိနေတာပေါ့နော်အဲ့စံနဲ့အဲ့ပေတဲ့နဲ့လိုက်တိုင်းတဲ့ခါကျတော့ကလေးတွေဖေကိုမမီဘူးလို့မေကိုမမီဘူးလို့ကိုတားညီနေတဲ့ခါပြောတယ်တားညီဆိုလဲအဲ့လိုပဲအဲ့တန်နေအများကြီးခံရတာပေါ့နော်မင်းတို့ဆိုလည်းဒီလိုပဲမင်းတို့ကတော့တော်တယ်လေဒါနဲ့နေတိုးနဲ့ရှင်တော့မရဘူးလေတဘောတရားအဲ့နေတိုးကနေတိုးပဲလေမင်းတို့လိုပဲကြည့်ရမှာအဲ့မှာကိုသားကြီးနဲ့ဦးကျော်နဲ့ကိုတွားပြီးတော့တားညီနဲ့တွားရှင်တော့တားညီနဲ့တိုင်ပတ်တာအဲ့တဘောမျိုးပေါ့နော်အဲ့တော့နေရဲတို့ပါဆိုလဲအဲ့လိုအဖေမီအောင်ကြိုးစားတော့အဲ့ကြသူတို့လည်းနည်းနည်းလေးဝင်ပြီတာပေါ့နော်
ကိုကဖြစ်စေချင်တာကိုသားသမီးကိုဘယ်သူတို့လုပ်တဲ့အလုပ်တိုင်းပဲပေါ့ဆိုကြပါစို့သူဆရာဝန်ဖြစ်ခဲ့ရင်ဆရာဝန်ဆိုလဲအတော်ဆုံးဆရာဝန်ဖြစ်စေချင်တာဟုတ်တယ်မလားအင်ဂျင်နီယာဆိုလဲအင်ဂျင်နီယာမှာအတော်ဆုံးဖြစ်စေချင်တာပဲတရုတ်ဆောင်လုပ်တယ်ဆိုတရုတ်ဆောင်မှာအတော်ဆုံးအောင်မြင်ဆုံးဖြစ်စေချင်တာကိုသားသမီးကို level တစ်ခုမှရှိစေချင်တာဒါပေမဲ့အရာအားလုံးကဟိုဇွတ်ဆွဲတင်လို့မရဘူးလေလူပညာလို့ကပို့ဆိုတယ်သူကံပေါ့သူအချိန်ခါစောင့်ရတယ်ဘယ်လိုဆိုလဲနေပေါင်းများစွာကြိုးစားဖြတ်တန်းခဲ့တာဒီတက်ဒီရွယ်ရောက်မှဟိုပို့ပြီးတော့ဟိုလက်တွေပွင့်လာတယ်လို့ဟာလာဟိုစမ်းတွေပွင့်လာတယ်လို့အဲ့ပြိသက်တွေပို့ချစ်လာတယ်အဲ့လိုမျိုးဖြစ်လာလေနေပေါင်းအကြာကြီးဖြတ်တန်းရတယ်ချက်ချင်းရောအင်းဆိုပြီးတော့ဖြစ်တဲ့သူကရှားတယ်အဖြစ်ပြင်းနေပြက်သွားတာများတယ်သူတို့လည်းအများကြီးကြိုးစားခဲ့ကြဟုတ်တော့ဆိုရပါစို့အခုဆိုရင်နေဝင်းပေါ့နေဝင်းဆိုမနေ့တနေ့ချက်ချင်းဖြစ်သွားတယ်မဟုတ်နေဝင်းရှိမှတရုတ်ဆောင်မဖြစ်ခင်မှာအစိုးရဘွားနဲ့ပြိသက်တွေရဲ့မြစ်တာရဖို့သူအများကြီးကြိုးစားခဲ့ရတယ်ရှေ့မှာအဲ့တော့အခုဒီရုပ်ရှင်ရိုက်တဲ့ခါမှာဒီသူ့ရဲ့ fan တွေကဂီတဘက်က fan တွေကရှိပြီးသားဆိုတော့သူဒီဘက်ကိုတက်လန်းရတာပိုလွယ်နောက်သူကြိုးစားတယ်သဘောတရားနေဝင်းကိုပြောဟိုကိုရင်းဖြစ်တာမဟုတ်နော် highlight လုပ်ပြောတာမဟုတ်သဘောတရားပြပြတာအဲ့တော့အခုဆိုလည်းနေရဲကိုလည်းလို့ပဲနေရဲဒါအစိမ်းမကြနဲ့ကားရိတ်သိမရဘူးဆိုရင်ဖိနေပွဲတွေလိုက်ဆိုဥပွဲတွေလိုက်ဆိုတဲ့ခါကျတော့သူ့ကိုပြိသက်ကဟိုကိုနေရတချင်းလဲဆိုတတ်တာပဲဆိုပြီးမြင်လာအဲ့တော့ပြိသက်နှစ်ဆိုင်ရတာပေါ့နော်အဲ့လိုမျိုးဖြစ်စေချင်တာအဲ့တော့သားသမီးဟိုအချုပ်ပြောမှဆိုတော့သားသမီးတွေအကုန်လုံးအောင်မြင်စေချင်တာပဲဒါနဲ့ဟိုသူတို့ရဲ့ကံရှိသေးတယ်ကိုဇွတ်လျှောက်ပြီးလုပ်ပေးနေလို့လည်းမရအောင်သိန်းုံတောင်းတဲ့ချီပြီးအကုန်ခံပြီးတော့မင်းသားမင်းသမီးတင်ကြတဲ့သူတွေလည်းရှိရပဲမဖြစ်ဘူးလေဟုတ်တယ်မလွယ်မှမလွယ်ရဘူးလွယ်ရင်အကုန်ဖြစ်ပုံတော့မှန်တိုင်းပြောရရင်တဲကိုမပူပါဘူးတဲကငယ်လေးကသူကအဲ့လိုသူဆုံးဖြတ်ချက်နဲ့သူက confidence ရှိတယ်သူကအေးတယ်ဆိုနေထက်မြက်တဲ့တဲမှာပါအဓိကတော့အပူပါဆုံးတော့နေရဲပေါ့နေရဲကိုကျတော့နေရဲကလေးလိုပဲတဲအဲ့လိုတွန်းအားရဲမဟုတ်ဘူးကိုယ်တိုင်ဝါသနာပါပြီးစိတ်ပါဖြစ်တော့မှာပေါ့နော်အဲ့လိုစိတ်ဟိုတကယ်ဝင်စားလို့လည်းထက်ဝင်လို့ဖြစ်တာပေါ့မဟုတ်ရင်လည်းမလုပ်ဖြစ်ဘူးပေါ့နော်အဲ့တော့ဒီဟာမှာကိုဝါသနာပါလာပြီးဆိုတဲ့အချိန်မှာလည်းကိုတေချာစူးစမ်းရတယ်အတက်နိုင်ဆုံးအကောင်ဆုံးဖြစ်အောင်လုပ်တယ်ပေါ့နော်သူတို့ကကလေးတွေဆိုတော့လေရင်တော့じゃဝိရတာမကွဲတာပေါ့နော်သူဘာဝါသနာပါနေလဲဆိုသူ့ကိုသူတကယ်မသိသေးဘူးအဲ့အချိန်ကသူစိတ်ထဲမှာသူကစာဘက်ကိုသွားမယ်ပညာရေးနဲ့အောင်မြင်အောင်ကြိုးစားမယ်လို့သူစဉ်းစားကောင်းစဉ်းစားမှာပေါ့အဲ့ဒါတကယ်ဆိုရပါစို့အကြောင်းတရားတိုက်ဆိုင်လာတဲ့ခါမှာအကယ်ဒမီရွှေကြိုလောက်ရမယ်ဆိုမက်ဆင်တို့ကွန်လေးတို့ကတင်းခဏလောက်ပါနေပြန်သွားရဲ့သားသမီးတွေကဖြစ်စေခြင်းနဲ့ဆိုအဲ့မှာသူ့မှုကျွန်တော်မေးပေးမယ်တဲလောက်မှာဆိုအဲ့ချိန်မှာသူကစင်ကူသွားဖို့ပြင်နေပြီလေအကြောင်းတက်ဖို့ပြင်နေတာဘယ်မှာသူညင်းနေရနောက်ကျတော့သူလှုပ်ချလိုက်မယ်ဆိုပြီးတော့လှုပ်တဲ့အချိန်မှာသူအရန်ပျော်သွားပြီးတော့ဒါပဲလှုပ်တော့မယ်ဆိုအဲ့ဟိုပတ်စံသွင်းထားတယ်ပဲအကုန်စုံသွားတာလေအကြောင်းတက်ဖို့ပတ်စံသွင်းထားဆိုတော့ဒါ तू အဲ့တော့တကယ်သူ့ဝါသနာတကယ်ပါဆိုတော့ तू တကယ်သိသွားတဲ့အချိန်ကျတော့ဒါကိုလှုပ်ဖြစ်တာပေါ့အောင်မြင်ခြင်းမအောင်မြင်ခြင်းကတော့ကံပေါ့နော်ပွင့်လင်းပြောမယ်ဆိုလို့ရှင်ရွှေကြိုပြီးကစားရလဲဒီ project တွေအများများပတ်စံပိုးရစီးပွားရေးပါပြီးတာနော်အဲ့လိုဆိုတော့အဆင်ပြေရပေါ့နော်ဒါလည်းမဆိုးပါဘူးဆိုပြီးတော့အဲ့လိုဒီကြော်ညာလေးရိုင်းနဲ့လှုပ်ဖြစ်တာပေါ့ဒါပေမဲ့တကယ်တမ်းအဲ့လိုရိုင်းနဲ့မှာပို့ပြီးဝါသနာပါလာတယ်ပေါ့နော်အခုဆိုလို့ရှိရင်လည်းဒီ series တွေရိုက်နေနဲ့ဒီ vlogger line ပို့ဝါသနာပါလာတော့series ရိုက်နေနဲ့ဒီ vlogger တွဲလောက်တာထက်ဆိုင် vlogger နံပါတ်1ဖြစ်သွားပြီအဲ့လို vlog ရိုက်တဲ့ဟာအဲ့လိုမျိုးလေးပေါ့နော်ကိုဝါသနာပါတဲ့ဟာကိုပိုတိလာတဲ့ခါမှာကိုတိရဲ့လမ်းကိုပဲပို့ပြီးရှောက်တယ်ဇက်လမ်းကိုဆိုလို့ရှိရင်ဖေတို့လည်းပြောရတယ်သမီးအများကြီးဇက်တိုက်ကြီးမရိုက်ဘူးကြိုက်တဲ့ဟာလေးတွေမှာအဲ့လိုမျိုးသဘောကျတဲ့ဟာလေးမှာရွေးရိုက်မယ်ပေါ့ဆိုတော့တဲမှာအလုပ်3ခုဖြစ်နေကိုပိုင် brand မှန်ကုန်လည်းလုပ်ထားတယ်ပြီးတော့ဒီ YouTube vlog တွေလည်းလုပ်တယ်ဒီကားလည်းရိုက်တယ်ဆိုတော့3ခုလုံးတယောက်တည်းဆိုတော့အရန်ပြိုင်းနေပေါ့နော်အဲ့တော့ series ရုပ်ရှင်တွေကအရန်သဘောကျရဲဆိုတော့မှပို့လို့ဖြစ်တယ်ပေါ့နော်အဓိကတော့ကြော်ညာနဲ့ဒီ vlog ပိုင်းပို့သွားရတယ်ပေါ့နော်ခေါင်းထဲမှာပတ်စံတွေပဲထည့်ထားတယ်အုံနောက်တွေထုတ်သွားတယ်အမေအဲ့ဆိုအမေနဲ့တူတာပေါ့အမေနဲ့တိတ်တယ်မငွေသိန်းသမီးပဲတော့ရှိမှာအဲ့မငွေသိန်းသမီးဆိုတော့ဘယ်နဲ့မဲ့ပေးမငွေရှာပေါ့မငွေမဲ့ရှာလေပတ်စံတော့ရှာသူကနောက်ပိုင်းဆိုရင်ဥက္ကဋ္ဌသူလှုပ်ချင်တာသူ plan နဲ့တအားများတဲ့ခါကျတော့သူလှုပ်ချင်တာလှုပ်ခွင့်ရဖို့အတွက်ဆိုဥက္ကဋ္ဌဘာမှမရှိဘူးသမီးရှာလို့ရမယ်ကိုယ့်ကိုစုတာလှုပ်သွားလို့ဥက္ကဋ္ဌတို့လည်းမလိုဘူးလေသူကဟိုရင်းနှီးမြုပ်နှံရများတဲ့ခါကျတော့သမီးမှသူသိနေတာဘာမှလည်းမရှိဘူးပြီးခဲ့တဲ့နှစ်တည်းဆိုရင်အလုပ်တော့တစ်ဖက်ကရလာတစ်ဖက်တည်းထည့်လိုက်တယ်တစ်ဖက်ကရတစ်ဖက်တည်းထည့်လိုက်တယ်ဘယ်နာရောက်နေမှမသိဘူးပတ်စံနေအဲ့လိုပတ်စံတည်ကိုလည်းပဲကျန်တယ်အဲ့ဆိုတက်ငွေရှာရတဲ့အဓိကအကြောင်းရင်းကဘာဖြစ်လဲတဲဟို Capricorn မို့လို့ထင်တယ် Capricorn ဆိုအလုပ်ရန်လုပ်တဲ့ sign ဆိုတော့လေအဲ့အကြောင်းဖြစ်မယ်ပြီးအမေသမီးမို့လို့ဖေးသမီးတကယ်မအဲ့ရဘူးလေစ
ဆက်နေရှာပြီးဒီလိုပဲအဲ့ရလား အပူတဲခုလို့ဆိုအလုတ်ထဲမှာရင်းနှီးမြုံနှံထားရပါတော့ ဘူးဆိုရင်ခကြီးသွားရင်စိတ်ချရလေသူအိမ်မှာရှိပြီဆို तू ကလူကြီးလေးလို့ဖြစ်လာပြီအိမ်မှာလည်းအကုန်လုံးကအိမ်အောင်ခွဲသွားကြတော့ तू တယောက်ပဲခြံကြတော့တာလေအဲ့ तू တယောက်ပဲခြံကြတော့ဟို तू ပဲဆက်ဆက်ရအရင်တော့ဆို तू အရန်ကြောက်တတ်တယ်အခုဆိုတခါကျခကြီးသွားပြီဆိုတော့ तू အိမ်မှာ तू ရဲ့ तू အမရဲ့ तू အတော်ရဲ့ဒါပဲခြံကြတာလေအခုဆို तू နေတက်သွားပြီပြင်လည်းမထုတ် तू အခန်းထဲမှာပဲနေရလို့ဆိုအိမ်မှာရှိလို့မရှိလားမသိခါကျကားကြည့်တော့မှကားရှိမှအော်တသက်ရှိရပဲအဲ့လိုပြင်လည်းမထုတ် तू အခန်းထဲမှာ ခုနောက်ပိုင်းတော့ထွက် ဒါလည်းစိတ်ချတော့ ကားလည်းကိုယ်တိုင်ဆက်တာဆိုတော့ तू blog တယ် तू edit လုပ်တာဆိုတော့လေ तू ဟုတ်တယ်တဲ့အဲ့လို vlog behind the scene လေးဆိုပြိတက်ကကြိုက်တယ်ဒါပေမဲ့ဟိုပွဲတာလိုက်တယ်တဲ့ဟို stage show ဆိုအိတ်သွားပြိတက်ကဘယ်တော့မှနှစ်ပါးမကြည့်ရ ရိုက်ပြီးအိတ်သွားတယ် ပြိတက်ကနှစ်ပါးကြည့်ချင်လို့ဘယ်တော့မှနှစ်ပါးမကြည့်ရဘူးဒါတော့တော်သေးမြန်မာတန်ပြီးရဲ့အထိစောင့်နေရပါတော့ ကျေးဇူးတော်တယ်အေးဟိုလိုက်အားပေးတာမဟုတ်ဘူး तू စီးပွားလိုက်ရှာတာအဲ့တော့ဘလော့ရိုက်ဖို့လာတာအဲကျေးဇူးတော်တယ်မှာ तू ဘလော့ရိုက်တော့ပရိသတ်တွေတီးတော့ပွဲဒီနေ့ကတော်တော်ကအ ဖေတို့ပွဲတွေပါခိုင်တဲမပါရင်တဲ့အခန်းဖယ်ထားတယ်ပွဲရှင်တွေက ပွဲ ဖေတို့နိုင်ရင် vlog ပါမယ်တို့ထင်တာအဲ့လိုမျိုး ခါကျ तू မအားရမလိုက်ဖြစ်ဘူးလေ vlog ကကြတော့ဟိုအကုန်ကြည့်ကြရဲဆိုတော့လေပြီးတော့ခလေးအစလူကြီးဆိုအကုန်ကြိုက်ကြရပါတော့ vlog ကိုကြရဟုတ်စင်မောတော့မတက်ရဲဘူးအဲ့ရွှေကြိုးစင်ရွှေကြိုးတော့နှခမ်းတွေကအဲ့လိုရိုက်မေးအဲ့လိုမျိုးလေအရန်ကြောက်စင်ကြောက်တယ် တဲ့ကဘေးစင်းနေဖို့လို့ဆိုတရှင်နဲ့တဘုံမှမဆိုအကလည်းမကောက်ဆုချမယ်ဆိုရင်စင်မတက်ဒီလိုဖက်ဖက်လုပ်ပြီးစင်ပြေပေါ့ဆုပြီးယူရယူ ကျေးပါတိတ်လာ သူကြီးရအော်တိုမာရီပွဲတော့လည်းတက်သွား အဘာလို့လဲဘာမှမလုပ် for sure ပဲ ပေါ်ရှော့ပဲ သူကြီးရတော့ အဲ့ဒါလည်းမတူတော့တကယ်တာအဲ့မတူတော့မတူနော် ဟုတ်တယ်ခေါင်းကြီးကကင်းဆောင်တဲ့ဦးလေးမျိုးကြာရှင်းတတ်ပြီလား ငါမလည်းသူကြောက်တယ်ကြောက်တဲ့အဲ့လိုမျိုးလေးပါ ဟောရတော့ပြောတာမတူဘာကြီးရလဲကြီး तू ပြောတဲ့ပုံစံဦးလည်းနဲ့မတူတော့ဟုတ်တယ်ခေါင်းကြီးကကင်းဆောင်တဲ့လူမျိုးတူတယ်ပြော